Merbees ကဒီတစ်ခါတော့ကလေးတွေအားလုံးကိုအံ့အားသင့်သွားစေမယ့်အစီအစဉ်တစ်ခုနဲ့ရောက်လာပါတယ်။ Merbees ကကလေးတွေကိုမေးခွန်းတွေမေးပြီးမေးခွန်းတစ်ခုချင်းစီကိုမှန်အောင်ဖြေနိုင်တိုင်းသူတို့ရဲ့ဆရာမက$3သူညရရှိမယ်လို့ပြောလိုက်ပါတယ်။ပထမဆုံးအနေနဲ့ပုံတစ်ပုံပြပြီးဒီလူကဘယ်သူလဲလို့မေးလိုက်တဲ့အခါကလေးတွေကအဖြေမှန်ကိုချက်ချင်းဖြေနိုင်ခဲ့ကြပါတယ်။ပြီးတော့ဒုတိယမေးခွန်းအနေနဲ့လှုပ်ရှားမှုတစ်ခုကိုပြပြီးဒါကဘလို့ကနဲ့ဆင်တူလဲလို့မေးလိုက်ပါတယ်။ကလေးတွေကလည်းတိတိတတ်တာနဲ့အဖြေမှန်ကိုဖြေနိုင်ခဲ့ကြပါတယ်။နောက်ဆုံးမေးခွန်းကတော့အခက်ခဲဆုံးဖြစ်ပါတယ်။ Merbees ကငါးပြီးရင်ဘယ်ကဏ္ဍနှစ်ခုလာမလဲလို့မေးလိုက်တဲ့အခါကလေးတွေက6နဲ့9ဆိုပြီးအားရပါးရဖြေလိုက်ကြပါတယ်။အဖြေမှန်သွားတဲ့အတွက်ကလေးတွေအားလုံးကအယမ်းပျော်သွားကြပြီးသူတို့ရဲ့ဆရာမလည်းဆုငွေတွေရရှိသွားပါတယ်။ဒါပေမဲ့ Merbees ရဲ့အံ့အားသင့်စရာကဒီမှာတင်မပြီးသေးပါဘူး။ Merbees ရဲ့မိတ်ဖက် Old Navy ကလည်းကလေးတွေအားလုံးအတွက်ကျောင်းပြန်တက်ရသည်မှာလိုအပ်တဲ့အဝတ်အစားတွေကိုအခမဲ့ဝယ်ယူနိုင်မဲ့ shopping spree တစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။အဲ့ဒီအပြင်ကလေးတွေအတွက်လက်ဆောင်တွေလည်းယူလာပေးခဲ့တာကြောင့်ကလေးတွေအားလုံးကအယမ်းကိုဝမ်းသာပျော်ရွှင်သွားကြပါတယ်။ဒီလိုနဲ့ Merbees ကကလေးတွေရဲ့ဆရာမအတွက်ငွေကြေးစုကြီးပေးခဲ့ရုံသာမကကလေးတွေအားလုံးအတွက်ပါကျောင်းသုံးဝတ်စားတွေနဲ့လက်ဆောင်တွေရရှိအောင်စီစဉ်ပေးခဲ့ပြီးအမတ်တရဖြစ်